2025 ခုနှစ်မေလ9 ရက်တောက်ချာနေ့ပျောက်သောသားငါသားသည်အထက်ကတည်၏ယခုရှင်ပြန်၏အထက်ကပြောက်၏ယခုတွေ့ပြန်၏ဟုအစီအပါတို့ကိုဆိုပြီးမှထိုသူအပေါင်းတို့သည်ပျော်မွေ့ခြင်းကိုပြုကြ၏ရှေလုကာခရစ်ဝင်ခန်းကြီး15ငွေ24ခရစ်ယာန်မိသားစုတွင်ကြီးပြင်းခဲ့ပြီးတနင်္ဂနွေအကြောင်းနှင့်ဘုရားရှိခိုးကြောင်းကိုတွားခဲ့ကဘုရားသခင်ကိုယုံကြည်ပါသည်ကျွန်တော်စေကျော်သက်အရွယ်ပြောင်းရွှေ့ခဲ့ရပြီးနောက်တငယ်ချင်းအစ်စ်များရပြီးဘဝနေထိုင်မှုပြောင်းလဲရှိခဲ့သည်အသင်းတော်နှင့်ယုံကြည်ခြင်းကိုနောက်မှာကျွန်တော်ခြံထားရခဲ့တော့လေကျွန်တော်မိခင်နဲ့အဖွားဖြစ်သူကတော့ကျွန်တော်အတွက်ဆက်ဆုတောင်းပေးခဲ့သည်16နှစ်ကြာအောင်အရက်မူရစီအကျွေးထူစိတ်သက်ကြခြင်းတွေဘဝမှာပြည့်နေနေခဲ့သည်ကြာလာတော့ထို့သောအသက်တာကကျွန်တော်ကိုဖျက်ဆီးပစ်ကြောင်းဆင်ခြင်မိကငြိမ်သက်မှုကိုတန်းတာတော့လေမျောလင့်ချက်မရှိတော့ဟုခံစားရသည်ထိုအချိန်ကကျွန်တော်တတိမထားမိတော့လေဘုရားသခင်အခန့်အသတ်မဲ့ကျေးဇူးမြတ်တာကကျွန်တော်မိသားစု၏ဆုတောင်းပေးခြင်းနဲ့အတူကျွန်တော်ကိုဆွဲခေါ်လာခဲ့သည်နောက်ဆုံးတော့ဘုရားသခင်ကကျွန်တော်လက်ကိုဆွဲလျက်ယုံကြည်ခြင်းတရားလမ်းပေါ်သို့ပြန်ခေါ်လာခဲ့သည်ဘုရားရှင်ကကျွန်တော်အားဆွဲလန်းမှုများအားလုံးစိတ်သက်ကြစရာများမှလွတ်မြောက်စေခဲ့ကငြိမ်သက်မှုနှင့်အသစ်သောဝိညာဉ်အားပေးခဲ့ပါသည်ဘုရားသခင်ကတပံဘုရားရှင်အားသိစေရန်တပံကူညီပေးခဲ့သည့်အခြားခရိယာန်များနှင့်အတူဆွဲခေါ်ခဲ့သည်ကလေးဘဝအရွယ်ကကျွန်တော်နှလုံးသားမှာစိုက်ထားခဲ့သည့်ယုံကြည်ခြင်းမျိုးစေ့ဟာယင်ထဲမှာတော့နှစ်များစွာနဲ့ဆိုင်ဆွေးမြင်နေသည်ဘုရားသခင်၏ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ကယ်တင်ခြင်းခံရကယခုကယ်တင်ရှင်သခင်ယေရှုခရစ်ပေးသောငြိမ်သက်မှုချစ်ခြင်းကိုခံစားရင်ပျော်ရွှင်ဖွယ်သစ္စာရှိသောအသက်တာဖြင့်နေထိုင်နိုင်နေပြီဖြစ်သည်ဆင်ခြင်ရန်သခင်ယေရှုကကျွန်ုပ်ကိုလွတ်မြောက်စေပြီအာယုံပြုဆုတောင်းရန်မျှော်လင့်ချက်ပြောင်းနေသောဆေကြောသက်များအတွက်ဆုတောင်းချက်အိုဖာဂိယုနာရှင်ဖာပျောက်သောသားသမီးများအိမ်ပြန်လာဖို့ကြိုးဆိုပေးသည့်အတွက်ယေရှုတင်ပါ၏မေတ္တာစိတ်ရှည်မှုအတွက်ယေရှုတင်ပါ၏အာမင်Freddie Carroll Harju County Estonia